အဲ့တော့ပထမဆုံး round 1မှာလဲကျွန်တော်တို့ဒါစသားရဖို့အခြေအနေကတော့ရှိနေရလို့တော့ပြောခြင်းတယ်။ကြာရှိနေတဲ့အသင်းကတော့9သိန်းပဲကြံတော့တယ်ဗျ။ပြောနေအတွင်းမှာပဲ Blue Rain က N4 spray ချက်အောက်မှာ Sky9 ဖင်လေးတော့ထောင်သွားခဲ့ပြီ။သူ့ရဲ့ teammate top 8ပြန်ပြီးတော့ကျွန်တော်တို့ဒါကယ်တင်ပေးမှလား။အဲ့နောက်မှာဂျိုးဇက်ကွန်ပေါင်းထဲမှာရှိနေခဲ့တဲ့အနေထားကိုတော့ Brewery အနေနဲ့သိနေခဲ့တဲ့ body language တွေကိုတွေ့မိထားတဲ့နောက်မှာတော့granite တစ်လုံးတော့ပြစ်ထည့်ပေးနေတယ်တကယ်ကိုဂျင်းနဲ့ချက်တဲ့ရောက်နေခဲ့တဲ့ဂျိုးဇက်โอเคပြောလို့တော့မဆုံးသေးဘူးအံ့ခံလိုက်ရပြီဗျโอเค YG တွေအနေနဲ့လည်းသူတို့ရဲ့ဘေးဘက်ချမ်းမှာဘယ်ဘက်ချမ်းမှာတခြားအသင်းရှိတယ်ဆိုတာကိုတော့သူတို့အနေနဲ့နားလည်သဘောပေါက်သွားပြီ game message ပါတက်တယ်ဆိုတော့အသင်းပေါ့နော်ဘယ်အသင်းရှိတယ်အစားသူတို့သိသွားပြီဗျသူတို့ရဲ့ဘယ်ဘက်ချမ်းမှာဒါဖိလစ်ပင်းအသင်းရှိဖိလစ်ပင်းအသင်းဖြစ်တဲ့ဒါ brewery ရှိတယ်ဆိုတော့သူတို့ရိတ်စားမိသွားပြီโอเคအဲ့တော့ဘာလို့မှလဲအဲ့တော့ brewery โอเคposition အနေထားကိုကြည့်မယ်ဆိုရင်တော့ YG တွေကပါတော့ရှိနေခဲ့တဲ့ Brewery အနေနဲ့ pressure တွေကြားတွေကနေပဲရှေ့ဆုံးကနေပြေးတက်ဖို့တော့ကြိုးစားနေခဲ့အနေထားမှာမာနဲ့ထောက်ထားခဲ့တဲ့အနေထားမှာအပိုင်ပစ်ချခြင်းကိုခံထားတဲ့နောက်မှာ Brewery ပြောနေအတွင်းမှာပဲကျွန်တော်စောဘိုက်ကာလာမှာ3သက်ပြခဲ့သလိုပဲ position အောက်နေခဲ့တဲ့ Brewery အနေနဲ့ကတော့ပျောက်သွားခဲ့ပြီချက်ချင်းဆိုလိုပဲ PPE တွေ battle ကို join ကိုကြိုးစားနေတဲ့အချိန်တွင်းမှာတော့ winner ticket တင်တာကို YG တွေကျွန်တော်တို့ဒါပထမဆုံး round 1မှာပဲရရှိသွားခဲ့ပြီဖြစ်ပါတယ်ကျွန်တော်3သက်ပြခဲ့သလိုပဲ YG တွေရထားခဲ့တဲ့ကွန်ပေါင်းကြီးကတော်တော်လေးကိုကောင်းနေခဲ့တဲ့အနေထားမှာသူတို့ zone အနေထားကိုကြီးလိုက်တယ် zone အနေထားကိုကြီးတဲ့အချိန်မှာလုံးဝစက်သားစားဖို့ကန်လုံးဝပါသွားပြီနော်လုံးဝဟမ်တကယ်လမလေးတဲလေး reaction လေးဟာလေးနှိပ်ပေးပါဦးနော်ကိုပြောတယ်နော် YG ရထားတဲ့ကွန်ပေါင်းတော်တော်ကောင်းတယ်နော် AC ပဲလုံးဝတခြားအသင်းတွေပြစ်နေတဲ့အချိန်မှာမပြစ်သေးဘူးသီလားကျွန်တော်တက်မောဘက်ကဂိုရောင်ဘက်မှာလည်းနှစ်သင်းဘတ်တဆိုင်နေရသူတို့ပွဲကြီးပြိသက်လုံနေသူတို့သတိထားနေသူတို့နောက်ကတိုးလာမဲ့ Brewery ကိုပဲသူတို့လမ်းချနေတာBro အသင်းဖိလစ်ပင်းအသင်းကဆုံးမပါတော့တိုးလာတယ်တိုးတဲ့အချိန်မှာလည်းသူတို့ဘက်က position အောက်သွားတယ် zone pressure လည်းရှိတယ်တိုးတဲ့အချိန်မှာလည်းလုံးဝopen ဖွင့်ပြီးတိုးလာတာဗျာသိရမလားလုံးဝမာနကအပိုင်ထောက်ထားပလီယာနှစ်ယောက်ကိုနော့တယ်နောက်တဲ့ပလီယာတစ်ယောက်ကိုဘယ်သူအမ်းလိုက်တာလဲမသိဘူးအဲ့မှာ Brewery မှောက်သွားတယ်နဲ့တခြားအသင်းဖြစ်တဲ့ PPE လာမသိချက်ချင်းပဲ YG တွေကိုဘယ်လာဆိုင်တယ်အဲ့မှာလည်း ACC ပဲကိုမြန်မာအသင်းကကွန်ပေါင်းတွေကပဲကာဗာနဲ့ပဲပြစ်သွားတယ်လုံးဝဘတ်တွေကအတာကြီးဗျာနှစ်သင်းလုံးကိုထိန်သွားတာနော်နှစ်သင်းလုံးကိုထိန်သွားအဓိက PUBG မှာကျွန်တော်အမြဲတမ်းပြောနေကြတဲ့စကားကဘာလဲဆို position နဲ့ zone ပဲ